ကျမတို့ဒီဘဝမှာနေရင်ထိုင်ရင်လုံရင်ကန်ရင်နဲ့စိတ်ပြအားငင်မိတာတော့ရှေ့ဆက်မလျှောက်ရှင်တော့တာတော့မလုပ်ရှင်တော့တာတော့အဲ့မျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ကျမတို့ကအမြဲတမ်းမူတည်ပေးနေတဲ့သူလိုအပ်ပါတယ်အဲ့အကြောင်းဆရာမဖြိုးဖြိုးအောင်ရဲ့ထူးရင်ထူးမထူးရင်ယူဆိုတဲ့မူတည်လေးကိုကျမတို့အတူတူနားထောင်လိုက်ရအောင်နော်ဘာပေါ့နော်ဖြိုးကဒီဘာစီလိုနာမှာရှိတဲ့အရန်နာမည်ကြီးရဲ့ဒီစောင့်ကြီးကိုကျင်းနေမှာတွေးနေရပေါ့နော်အော်လောကကြီးကတကယ်ထူးခြားတဲ့သူကွဲထွက်တဲ့သူဘိုးဖြစ်တဲ့သူတတိရှိတဲ့သူကိုပဲစုချပါလားလို့ပေါ့နော်ဒီ architect ဆိုရင်အရန်နာမည်ကြီးရဲ့ဂေါဒီဆိုတာဘာစီလိုနာသူ့ရဲ့မြို့လိုတောင်မှနော်တင်စားခေါ်ဝေါ်တယ်သူစောက်ထားတဲ့အဆောင်တွေချီပဲအဲ့ဆောင်တွေကိုကဘာပေါ်မှာရှိသမျှလူပေါင်းတန်းချီပြီးတော့တနေ့နဲ့တနေ့လာကြည့်ကြတာလေအခုဖြိုးဆိုဒီမှာထိုင်နေတာတနားရှိပြီဒီဟာကြီးကိုထိုင်ကြည့်ပြီးတော့မှကိုပြန်သုံးသက်နေရပါတော့ငါတို့တမကိစ္စရဒီတက်ပို့ပြီးတော့မှဘိုးဖြစ်ရမယ်ဒီတက်ပို့ပြီးတတိရှိရမယ်ဒီတက်ပို့ပြီးတော့မှထူးကြရမယ်ပေါ့နော်ပြီးရင်ကျိုးကတကယ်ကြတော့အရန်ကိုထူးကြတာကိုကြိုက်တဲ့သူတွေမှာပါတယ်ပေါ့နော်ထူးရင်ထူးမထူးရင်ယူဆိုတဲ့လူတွေမှာပါတယ်ဒါကြောင့်မို့လဲကိုမိဘနဲ့မတူတဲ့စီးပွားရေးကိုက online education ပြီးရင်ရွှေနှုတ်လိုမျိုးပေါ့နော်ဒီလိုမျိုး business တွေကိုစိတ်ဝင်စားတာတစ်ခါလေကျအဲ့ဒါလေကိုမားနေလားဆိုပြီးတော့မှကိုပေါ့နော်တန်တရားဝင်တဲ့ဟာတောက်ဖြစ်တာရှိရတဲ့လားဒါပေမဲ့ဒီလိုမျိုး building တွေပေါ့နော်ဒီလိုမျိုးနေရာတွေလာလိုက်ပြီဆိုရင် no I'm not wrong ပေါ့ကိုပို့ပြီးတော့မှရဲတိုးစစ်ဖြစ်ပြီးတော့ဒီတက်ပို့ပြီးတော့မှတတိရှိရမယ်ဒီတက်ပို့ပြီးတော့မှဘိုးဖြစ်တဲ့အရာတွေထူးခြားတဲ့အရာတွေဖြိုးအောင်လုပ်ပေါ့နော်အဲ့လိုမျိုးသုံးသက်မိတယ်အဲ့လိုမျိုး reflection ကိုပြန်ပြီးတော့မှတင်နေရပေါ့နော်ဒါရုပ်ကျင်းနေမှာဖြိုးကသူများနဲ့တူတာတိတ်မကြိုက်ဘူးအများစုမတူတာကိုအရန်လှုပ်ချင်တယ်ပြီးရင်ထူးထူးခြားခြားတတိရှိရှိနဲ့အလုပ်တွေကိုအရန်လှုပ်ချင်တာပေါ့နော်ဒါပေမဲ့တချို့အရာတွေတချို့အခြေအနေတွေကြာအဲ့လိုမျိုးလုပ်လို့မရဘူးဆိုရင်သူတိတ်နဲ့တိတ်မမွားလေးလှုပ်ရတဲ့ခါရှိရအဲ့ချိန်ကျရင် I'm not that happy တဲ့လားအဲ့လိုမျိုးကြာတိတ်ပြီးတော့မှကိုလို့မခံစားရဘူးပေါ့နော်အဲ့ချိန်ဒီမှာဒီလိုမျိုးကဘာကျော်တဲ့အမှုပညာလက်ရာတွေလာကြည့်ရချိန်ကျရင် like I feel like oh my god I want to be like this ကိုကဒီလိုမျိုးကဘာကျော်တဲ့အရာကြီးကိုလုံးမယ်လို့ပြောတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ I want to feel the same thing ဟုတ်ကဲ့ပါရှင်ဆရာမဖြိုးဖြိုးအောင်ပြပြသွားတာလေးတွေကိုနားထောင်ပြီးတော့ကျမတို့အတွေ့တစ်ခုအတင်ညာတစ်ခုတော့ရမယ်လို့မျှော်လင့်ပါတယ်ရှင်ကျမတို့လည်းဆရာမဖြိုးဖြိုးအောင်ပြပြတယ်လို့ထူးရင်ထူးမထူးရင်ယူဆိုတဲ့ဟာလေးကိုမှတ်တာပြီးတော့ထူးအောင်လုပ်ကြမယ်ပေါ့နော်ယူအောင်လုပ်ကြမယ်ထူးအောင်လုပ်ကြမယ်စူးစမ်းကြမယ်ပေါ့နော်နောက်ရက်တွေလည်းဘယ်လို view file လေးတွေကိုတင်ဆက်ပေးမလဲဆိုတာကိုတည်ကျင်ကျမရဲ့ page လေးကို like and follow လေးလုပ်ထားလို့ရပါတယ်ရှင်